ကဲကဘာဖလားပြန်စနေပြီနော်ဘယ်အသင်းကိုအားပေးလဲဟေးပြောခဲ့ကြပါအောင်ရှင်ကျမတော့ကျမရဲ့အချစ်ဦးအသင်းကိုအားပေးပါတယ်ပေါ်တူဂီကိုအားပေးပါတယ်ရှင်ဘာလို့ဆိုတော့ကျမအချစ်ဦးပါလို့ပါရိုနယ်ဒိုဖြစ်ပါတယ်ကျမငယ်ကလေးอ่ะပေါ့နော်အရန်ကြိုက်ရတယ်တူတီတော့ငယ်ချစ်ဦးကတော့ရိုနယ်ဒိုဖြစ်ပါတယ်ရှင့်ဆိုတော့ဘသူပါပြောကတော့ရိုနယ်ဒိုအဖွဲပဲကွယ်သူရဲ့စူးစားတဲ့စိတ်သက်ပေါ့နော်အဲ့လိုဇွဲလုံးလားရှိတယ်အဲ့လိုမျိုးကွာအရန်စူးစားတာကိုအရန်သဘောကျတာလူဆိုတာအဲ့လိုပဲလေနော်မသိမချင်းစူးစားရမှာအဲ့လိုပဲပတ်စံဆိုလည်းမသိမချင်းအဲ့လိုကွာရှာရမှာကွာအဲ့လိုပုံစံပဲဆိုတော့လေအရန်အဲ့လိုအရန်စူးစားတဲ့အဲ့လိုသူရဲ့မုတ်ကိုအရန်ကြိုက်တာကွာဆိုတော့အရန်လဲအားကြတယ်အရန်လဲကြိုက်တယ်ဆိုတော့ပေါ်တူဂီပဲဆိုတော့ဖလားလဲပေါ်တူဂီပဲရစီချင်တယ်ကွယ်နော်